အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဘကိုးခရိုင်ဘကိုးရုံးမှာယူက20လောက်ခန့်3.3တိတက်ရင်တက်ခွဲနဲ့ကရဲဘော်များဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့စစ်စင်ရေးနေများဖြစ်တဲ့ဘကိုးခရိုင်ရန်ကုန်မြို့နဲ့အနီးနားများမှာစစ်စင်ရေးများပေါ်ဆောင်လျက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့စစ်စင်ရေးများပေါ်ဆောင်ရတွင်လိုအပ်ချက်များရှိနေတာကြောင့်မိဘပြည်သူများကိုကံမလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေကျွန်တော်တို့ဒီဘာကနေပြုလုပ်လျက်ရှိသည့်ရုံးမမသည်မြို့ပြစီတို့ကံမလေးကိုကိုကြီးအားဖြည့်ပေးကြပါအောင်ခင်ဗျာကပိန်းမှာရရှိလာတဲ့ထောက်ပို့ငွေများကိုဒီဝါ22ရဲ့စစ်စေးနယ်မြေတွင်လိုအပ်သည့်ရိတ်ခါနှင့်စေဝါများကိုဖြည့်သွင်းပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဒီဒီဘာမှာထောက်ပို့များနဲ့အဖများမှာပေါင်းကူညီအပြည့်ပေးကြပါအောင်ခင်ဗျာ။ထောက်ပို့ပြည်သူများနှင့်ဒေါ်လာပြည်သူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ရအောင်အောင်ရအောင်အောင်ရအောင်အောင်ရုံးမမသည်မျိုးပြစီတော့